မင်္ဂလာပါ R7 ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်နေငယ်ညောင်းပေးချင်ပါတယ်ကျွန်တော် Facebook မှာ follower friend 9000ပြီး follow ဘယ်လိုထည့်ရမလဲပေါ့ဒီ setting လေးကိုကျွန်တော်နေငယ်ညောင်းပေးချင်ပါတယ်ကျွန်တော် friend 9000ကျော်သွားပြီဆိုလို့ရှိရင် edit follow ပတ်တန်လေးထည့်ဖို့တက်နေလေးပေါ့ဟုတ်ပြီကဲကျွန်တော်ဒီပထမ setting ကို setting လေးထဲမှာဝင်လဲပါ setting လေးထဲမှာဝင်ပြီးအော်ဆွဲမယ်လူနာကတိတ်ကိုရှာဖို့စစ်တယ်လာချက်ပေါ်မှာတစ်ချက်နေလဲပေါ့နော်အမှနေပြီဆိုလို့ရှိရင်ဘယ်သူတွေကတိတ်ကိုတကယ်ချင်းဖြစ်ကိုတောင်းဆိုနေမလဲဆိုတော့တစ်ချက်နေလဲအမှလူတန်းဆိုလို့ရှိရင်လူတန်းကိုဆက်တယ်လို့ရတယ်ပေါ့ friend of friend ဆိုလို့ရှိရင်တငယ်ချင်းပေါ့တစ်စင်းအသွားလို့ရတော့ကျွန်တော်ရတော့တငယ်ချင်းကိုထည့်ထားလိုက်အဲ့မှာတငယ်ချင်းဖြစ်နေနေလဲပေါ့နော်နောက်တော့တငယ်ချင်းစီဘယ်သူတွေမိနိုင်တယ်လဲဆိုလို့ရှိရင်တော့အမှမင်းကြက်ရနှစ်တက်ရပေါ့အမှနေမစီလို့လဲပေါ့နော်တင်းလဲပေါ့နော်ဟုတ်ပြီနံပါတ်ကဲဒီဖုန်းနံပါတ် email လေးစာကိုအခြေခံ Facebook တိဘယ်သူတွေအကြံပြုပေးနေတယ်လဲဆိုလို့ရှိရင်တိလေးစာရှိသူများဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်ဒါအစစ်တွေရှိနိုင်သူအားလုံးလည်းနေလို့ရတယ်တငယ်ချင်းများအားလုံးလည်းနေလို့ရတယ်ကိုအမှဆိုလို့ရှိရင်တော့ကိုကြိုက်တာလေးကိုနေလိုက်ပေါ့နော်နော်ဖုန်းနံပါတ်ကိုလည်းဘယ်သူတွေကတိစီချင်တယ်လဲမတိစီချင်တာလားတိစီချင်တာလားအမှရှာကြမှာတငယ်ချင်းကိုတိစီချင်တငယ်ချင်းစီပဲဖုန်းနံပါတ်တိစီချင်တငယ်ချင်းပဲနေလိုက်ဘယ်သူမှမတိစီချင်ဆိုလို့ရှိရင်ဘယ်သူမှဆိုတော့အောက်မှာနေလိုက်ပေါ့နော်ကျွန်တော်တငယ်ချင်းတွေကိုကျွန်တော်ထိထထားလိုက်တယ်ဖုန်းနံပါတ်ကိုဘယ်သူမှမသိစီချင်ဆိုလို့ရှိရင်ဘယ်သူမှစမအောင်မနေလိုက်ပေါ့နော့စင်ကစံကြည့်တယ်นี่အမြင်အကြောင်းရဆိုလဲအမှတစ်ချက်နဲ့ follow မှာအမှဆုံးသူများနဲ့အမြင်များအကြောင်းရဆိုကျွန်တော်ရဆုံးကြည့်သူများအမှ public ဆိုမှတင်လိုက်ပါနော် public နေလိုက်ပါနော်တင် profile မှာဆုံးကြည့်သူမြင်နေတဲ့သူများဆိုလို့ရှိရင်အမှဆိုလို့ရှိရင် public ပဲနေလိုက်ပါ public အခုနော် public လောက်ထားလိုက်ပါနော်တော့တက်စင်မရှိဆုံးမချက်အရင်ဆုံးပြဆိုအဒီပတ်တယ်လေးဒီနှစ်ခုလေးဖွင့်ပြလိုက်ပါနော်အဲဆိုလို့ရှိရင် follow ပတ်တယ်လေးတွေဖွင့်လိုက်ပါပြီနော်ဒီအကြောင်းအရာလေးနဲ့